မင်္ဂလာပါရှင်ဇွန်လ10ရက်နေ့မှာရရှိထားတဲ့သတင်းတချို့ကိုတင်ဆက်ပေးကြပါမယ်။တာချီလိတ်ချစ်ကြည်ရေးတရားမှာခရီးသွားတွေအချိန်ကြာကြီးတန်းစီနေရတဲ့သတင်းကိုတင်ဆက်ပေးသွားပါမယ်။ရှမ်းပြည်နယ်ရှေ့ပိုင်းတာချီလိတ်မြို့မှာရှိတဲ့မြန်မာထိုင်းအမတ်တဲ့ချစ်ကြည်ရေးတရားမှာထိုင်းဘက်ကစစ်ဆေးမှုတွေကြန့်ကြာနေတာကြောင့်အချိန်ကြာမြင့်စွာစောင့်ဆိုင်တန်းစီနေရတယ်လို့တာချီလိတ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးကျော်ငိမ်းအောင်ကပြောဆိုလိုက်ပါတယ်။တာချီလိတ်မြို့ကမြန်မာထိုင်းချစ်ကြည်ရေးတရားမှာကုန်စည်တင်ဆောင်လာတဲ့မော်တော်ယာဉ်တွေနဲ့ခရီးသွားအိမ်စီးကားတွေအချိန်ကြာမြင့်စွာတန်းစီစောင့်ဆိုင်နေမှုအပေါ်ဖြေရှင်းပေးမဲ့အစီအစဉ်နဲ့ပတ်သက်ပြီးဦးကျော်ငိမ်းအောင်ကလွှတ်တော်ကိုမေးမြန်းခဲ့တာပါ။ဒီမေးခွန်းနဲ့ပတ်သက်ပြီးရှမ်းပြည်နယ်အစိုးရအဖွဲ့ကပြီးခဲ့တဲ့နှစ်တွေကအတိုင်းတရား20အသုံးပြုခွင့်ပေးခြင်းနဲ့တတ်မှတ်ချိန်တိုးမြင့်ပေးခြင်းတွေဆောင်ရွက်နိုင်မယ်ဆိုရင်ပြဿနာအထိုက်အလျောက်ပြေလည်သွားမယ်လို့ပြန်လည်ဖြေကြားပေးထားတာပါဖြတ်တန်းမှုမြန်ဆန်စေဖို့အတွက်ထိုင်းနိုင်ငံနဲ့လည်းညှိနှိုင်းရမယ့်ကိစ္စတွေရှိနေပြီးထိုင်းရဲနဲ့အကောက်ခွန်ကစစ်ဆေးမှုတွေကြာမြင့်နေတဲ့အပေါ်နှစ်နိုင်ငံညှိနှိုင်းရမှာဖြစ်တယ်လို့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးကျော်ငိမ်းအောင်ကကမ္ဘောဇတိုင်းကိုပြောခဲ့ပါတယ်။တာချီလိတ်မြို့ဟာမြန်မာထိုင်းနှစ်နိုင်ငံအကြားကုန်စည်နဲ့လူအများကူးတန်းသွားလာရာနေဆက်မြို့တစ်မြို့ဖြစ်ပြီးထိုင်းနိုင်ငံမဲဆိုင်မြို့စီကူဖို့တရား20ရှိတဲ့အနက်အမှတ်1တရားပေါ်မှာလူအငှားရင်ကုန်စည်တင်ရင်ငယ်တွေကိုသွာလာခွင့်ပြုထားပြီးအမှတ်1တရားကိုတော့ကုန်ပစ္စည်းတင်ရင်ကြီးများစီပေါစားကားကြီးများသွာလာဖို့အတွက်ပဲခွင့်ပြုပေးထားတာပါဆက်လက်ပြီးအောင်မြေတစ်ကိုပိုင်ကျောင်းကိုရာသက်ပံပိတ်သိမ်းလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါဦးမယ်။အရွယ်မရောက်သေးတဲ့ကျောင်းသူမိန်းကလေးငယ်ကိုအထမပြုကျင့်ခဲ့မှုနဲ့ပတ်သက်ပြီးအောင်မြေတစ်ကိုပိုင်ထက်တန်းကျောင်းကိုရာသက်ပံပိတ်သိမ်းလိုက်ပြီးဖြစ်တဲ့အကြောင်းရှမ်းပြည်နယ်ပညာရေးမှူးရုံးရဲ့တာဝန်ရှိသူတို့ကကမ္ဘောဇတိုင်းကိုပြောခဲ့ပါတယ်။ပြီးခဲ့တဲ့2026ဇန်နဝါရီလအတွင်းဖြစ်ပွားခဲ့တဲ့ဒီဖြစ်ရပ်မှာအဲ့ဒီကျောင်းမှာတက်ရောက်နေတဲ့ Grade 12ကျောင်းသူကိုအောင်မြေတစ်ကျောင်းအုပ်ရဲ့သားဖြစ်သူကအထမပြုကျင့်ခဲ့တာပဲဖြစ်ပါတယ်။ဒီအမှုရဲ့ကျူးလွန်သူကိုရဲတပ်ဖွဲ့ကဖမ်းဆီးအရေးယူထားသလိုပညာရေးဌာနအနေနဲ့လည်းအမှုဖြစ်ပွားခဲ့တဲ့ကိုပိုင်ကျောင်းကိုရာသက်ပံပိတ်သိမ်းအရေးယူလိုက်တာပဲဖြစ်ပါတယ်။ပုဂ္ဂလိကကိုပိုင်ကျောင်းတွေအတွက်ဥပဒေကို2023ခုနှစ်မှာပြဋ္ဌာန်းခဲ့ပြီးကျောင်းတည်ထောင်ဖွင့်လှစ်ခွင့်နဲ့ပတ်သက်တဲ့စီမံစည်းကမ်းတွေအပြင်ကိုပိုင်ကျောင်းဆရာတွေမှတ်ပုံတင်ခြင်းနဲ့ပတ်သက်တဲ့ကိစ္စတွေကိုပါတိတိကျကျစီမံဖို့ပညာရေးဝန်ကြီးဌာနကညွှန်ကြားထားတာပါ။ရှမ်းပြည်နယ်အတွင်းမှာတော့အောင်မြေသက်ကိုပိုင်ထက်တန်းကျောင်းအပြင်စီမံစည်းကမ်းနဲ့မကိုက်ညီတဲ့ကိုပိုင်ကျောင်းတွေလည်းရှိခဲ့ပြီးတချို့ကျောင်းတွေကိုပိတ်သိမ်းခိုင်းရတယ်လို့တချို့ကျောင်းတွေကိုလည်းဒဏ်ငွေရိုက်ပြီးအရေးယူခဲ့ရတဲ့ဖြစ်စဉ်တွေရှိခဲ့ပူပါတယ်။စာတင်ကျောင်းတွေကိုပုဂ္ဂလိကကိုပိုင်ကျောင်းနဲ့အစိုးရကျောင်းဆိုပြီးခွဲခြားထားပေမဲ့လည်းကျောင်းအားလုံးမှာတော့နိုင်ငံတော်ကပြဋ္ဌာန်းထားတဲ့တင်ရိုးကိုသာတင်ကြားရတာဖြစ်ကြောင်းနဲ့ကိုပိုင်ကျောင်းတချို့ကဒီစီမံစည်းကမ်းကိုလိုက်နာမှုအားနည်းနေကြတာကိုတွေ့ရှိနေရတာလည်းဖြစ်ပါတယ်။ကိုပိုင်ကျောင်းတွေမှာပညာရေးဌာနကအငိမ့်စားတွေဆရာတက်ပညာရှိသူတွေကိုပဲကျောင်းအုပ်ခန့်ခွင့်ရှိတာဖြစ်ပေမဲ့လက်ရှိမှာတော့တီထောင်သူတွေကသာတကျောင်းလုံးကိုလွှမ်းမိုးထားပြီးကျောင်းအုပ်ကြီးတွေကတော့ရုပ်ပြနေရမှာပဲရှိနေကြတယ်လို့ပညာရေးဌာနအရာရှိတူကသုံးသပ်ထားပါတယ်။နောက်ဆုံးအနေနဲ့အစ္စရေးနဲ့အီရန်တို့တိုက်ပွဲပြန်လည်ဖြစ်နေကြတဲ့သတင်းကိုတင်ဆက်ပေးသွားမှာပါ။အမေရိကန်ကအစ္စရေးကိုလက်ဘနွန်အပေါ်တိုက်ခိုက်နေမှုတွေရပ်ဖို့ကြိုးစားနေချိန်မှာပဲဟီဘိုလာတွေကြောင့်ဆွေးနွေးမှုကပြတ်သွားခဲ့ပြီးအစ္စရေးရဲ့တိုက်ခိုက်မှုတွေကဆက်လက်ဖြစ်ပေါ်နေတာပါအစ္စရေးဘက်ကလက်ဘနွန်နိုင်ငံတောင်ပိုင်းကိုပြစ်မှတ်ထားတဲ့တိုက်ခိုက်မှုတွေလုပ်လိုက်တဲ့နောက်အီရန်ကပါဝင်လာပြီးလက်ဘနွန်ဘက်ကနေအစ္စရေးကိုတိုက်နေတာပါအီရန်ဘက်ကနေအစ္စရေးဘက်ကိုဒုံးကျည်ပစ်ခတ်မှုတွေစတင်ခဲ့တဲ့နောက်အစ္စရေးကလည်းပြန်လည်တိုက်ခိုက်နေပြီးတပတ်လုံးတိုက်ခိုက်ကြမယ့်အကြောင်းနှစ်ဖက်လုံးကအသိပေးထားပါတယ်အစ္စရေးကလည်းအီရန်နိုင်ငံအနောက်ပိုင်းနဲ့အလယ်ပိုင်းမှာရှိတဲ့စစ်ဖက်ဆိုင်ရာပြစ်မှတ်တွေကိုစတင်တိုက်ခိုက်မှုတွေလှုပ်ဆောင်နေပြီးအီရန်ကာကွယ်ရေးတပ်မတော်ဖြစ်တဲ့ IRGC ကလည်းအစ္စရေးမြောက်ပိုင်းကိုဒုံးကျည်တွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာပါIRGC ဘက်ကတော့ဒီပစ်ခတ်မှုတွေဟာတပတ်လုံးပြုလုပ်မဲ့တိုက်ခိုက်မှုတွေရဲ့အစဖြစ်တယ်လို့ကြေညာထားပါတယ်။အစ္စရေးနိုင်ငံဘက်ကိုဝင်ရောက်လာတဲ့ဒုံးကျည်တွေကိုကြားဖြတ်ပစ်ချနိုင်ခဲ့ပြီးအကာအကွယ်နေရာတွေကနေထွက်နိုင်ပြီးဆိုတဲ့အကြောင်းပြည်သူတွေကိုအစ္စရေးစစ်တပ်ကသတိပေးထားပါတယ်။သုံးသပ်သူတွေကတော့အမေရိကန်ဟာသူ့ရဲ့မဟာမိတ်ဖြစ်တဲ့အစ္စရေးကိုထိန်းချုပ်နိုင်စွမ်းအားနည်းလာပြီးအီရန်နဲ့စစ်ပွဲကိုလည်းငြိမ်းချမ်းစွာနဲ့အဆုံးသတ်နိုင်မှုမရှိတဲ့အကြောင်းရေးသားနေကြပါတယ်။